မင်္ဂလာပါ Head to Success HTS ကနေအားလုံးကိုကြိုဆိုလိုက်ပါတယ်အခုဆက်လက်ပြီးတော့ Producing of Barbenis Schedule for Bean ရဲ့အပိုင်းလေးအနေနဲ့ဆက်ပြီးတော့ဝေမျှပေးသွားပါမယ်ဒီပိုင်းလေးမှာကတော့ Bean ရဲ့ Status တွေကိုဘယ်လိုတွက်ချက်မလဲဆိုတာဝေမျှမှာဖြစ်ပါတယ်အဲ့တော့ Bean မှာဆိုရင် Status ကဘာအတွက်ထည့်တာလဲဆိုတော့ Shear Force အတွက်ထည့်တာဖြစ်တယ် Shear Force တွေကိုခံနိုင်အောင်ဒီ Status တွေကိုသုံးတာဖြစ်တယ်အဲ့လိုမျိုး shear force တွေကိုခံအောင်ထည့်တဲ့အခါမှာဒီ beam ရဲ့ end ပေါ့နော်တတိယပြပြောမှဆိုရင် support တွေနေရာပေါ့အဲ့လို support တွေနေရာရဲ့လက်ပင်စုံလိုနေရာတွေမှာကျတော့ shear force ကအများဆုံးဖြစ်တတ်တယ်ဒါကြောင့်မို့လို့အဲ့နေရာတွေမှာဒီ starter ကိုစိတ်ကလေးခြီးပေးရတယ်ပေါ့နော်အဲ့လို starter တွေထည့်တဲ့ခါကျလို့ရှိရင် starter ကို hook ကိုွေးတဲ့ခါကျရင်90 degree bend ကိုွေးတာရှိတယ်135 degree bend ကိုွေးလို့ရတာရှိတယ်အဲ့လိုနှစ်ခုထဲမှာဆိုရင်135 degree bend ကပို့ပြီးတော့ဒီကျွတ်ထွက်မသွားအောင်ပေါ့နော်တန်ချောင်းတွေတစ်ချက် main bar တွေကိုကျွတ်ထွက်မသွားအောင်သူပို့ပြီးတော့ကုတ်နိုင်တဲ့အတွက်ကြောင့်မို့လို့ဒီ135 degree hook ကိုပဲသုံးကြတာများတယ်ပေါ့နော်အဲ့တော့ဒီအစပြီးတော့ပေါ့နော်ဒီ Barbenis schedule ဒီ started တွက်တော့မယ်ဆိုတဲ့အခါကျတော့ရှေ့ပိုင်းတုန်းကဒီ line လေးပေါ့နော် grid line A လေးကိုပဲဒီ top bar တွေ bottom bar တွေ extra bar တွေ torsion bar တွေစသဖြင့်သူ့ရဲ့ schedule ထုတ်ပြခဲ့တယ်အခုအဲ့ line ကိုပဲဒီ line စာပြီးသွားအောင်ပေါ့နော် started တွေထုတ်ပြမှာဖြစ်တယ်ဒါကြောင့်မို့လို့အဲ့ line တွေဒါစပြီးတော့ထုတ်မယ်ပေါ့နော်ထုတ်မယ်ဆိုတဲ့အခါကျတော့အရင်ဆုံး schedule လေးကြည့်အောင်အခုဒီမှာဆိုလို့ရှိရင်ကျန်တဲ့ top bar အကြောင်းပြောပြခဲ့ပြီး bottom bar အကြောင်းလည်းပြောပြခဲ့ပြီးနောက်တစ်ခါ extra bar တွေအကြောင်းလည်းပြောပြခဲ့တယ် extra သို့မဟုတ် additional bar ပေါ့နော်ဒါတွေလည်းပြောပြခဲ့တယ်အခုဒီဘာလေးပြောမှလဲဆိုတော့ start deck လေးပြောမယ်ပေါ့နော် torsion bar အကြောင်းလည်းပြောခဲ့တယ်နော်အဲ့တော့အခုဒီမှာဘာလုပ်မလဲဆိုတော့ start deck လေးစပြောတော့မယ်အဲ့တော့ start deck မှာကျတော့ဘာရှိလဲဆိုတော့အခုဒီမှာ280အတွက်ဆိုလဲ D2 2D10 1260အတွက်လည်း 2D10 ဘာမှ spacing လေးကွာတယ် joint နဲ့ span နဲ့မှာ spacing က joint မှာ4လက်မှာ span မှာ6လက်မှာစောစောကပြောခဲ့တဲ့ထဲမှာလည်းပါတယ်เนาะသူရဲ့ဒီဘာလဲ 2H လို့ခေါ်တဲ့2H ဆိုတာကတော့ဒီဘင်းတက်ရဲ့နှစ်ဆပေါ့အဲ့နှစ်ဆနေရာတနည်းအားဖြင့် joint နေရာတွေမှာစိတ်ကလေးခြီးပေးတယ်ဒါကြောင့်မို့4လက်မှာတခြား span နေရာမှာတော့6လက်မှာနဲ့ခြီးပါပေါ့အဲ့တော့အခုဒီ schedule မှာဒီနေရာလေးပေါ့เนาะဒီနေရာလေးမှာသူကschedule မှားနေဖြစ်တဲ့ကြောင့်မို့ဒါလေးကိုထပ်ပြီးတော့ပြင်လိုက်ချင်တာကအပေါ်ကအတိုင်းပဲ 2D10 ကိုပဲသုံးပါမယ်ဒီနှစ်ခုလုံးပေါ့နော်โอเคအဲ့ဆိုလို့ရှင်ဒီသူတို့ရဲ့ shape ကလေးကိုကြည့်အောင်ဒါကတော့ဒီ shape တွေကဘာလဲဆိုတော့ column ရဲ့တိုင်းတွေခြီးတဲ့အခါပဲဖြစ်ဖြစ်ဒီ beam အတွက် star ခြီးတဲ့အခါမှာပဲဖြစ်ဖြစ်ဒါ343တာရှိတယ် shape အမျိုးမျိုးဖြစ်တယ်ဒီထဲ့တဲ့တန်ကြောင်းအရွယ်တန်ကြောင်းအရေအတွက်ပေါ့နော်ဘာအရေအတွက်အလိုက်ဒီဘားတွေကိုနေရာကနေလွတ်ထွက်မသွားအောင်ရှီရအတွက်ဒီ started တွေတိုင်းနေနဲ့ခြီးပေးတဲ့ပုံစံအမျိုးမျိုးပေါ့နော်အဲ့ပုံစံမျိုးမျိုးထဲမှာအဲ့ကုတ်တဲ့အခါမှာလဲစောစောပြောသူတို့135 degree band နဲ့ hook နဲ့ပေါ့နော်ကိုွေးတာများတယ်ကိုွေးတဲ့အခါမှာလဲအဲ့135 degree hook လေးရဲ့နောက်က extension length လေးတို့တချို့ structure designer တွေကအခုပြထားတဲ့ပုံစံလေးတိုင်း length တွေကိုတစ်ခါတည်းတွက်ပေးထားတာရှိတယ်အခုဒီမှာဆိုဒါက length တွေတွက်ပေးထားတာလေဒီမှာ A ဆိုတဲ့ length လေးဒါဆို extension length လေးအဲ့ extension length လေးကိုဘားတိုင်းရမီတာအလိုက်သူကဘာလုပ်ပေးထားရလဲဆိုတော့ဒီမှာဟို length လေးတွက်ပြထားတာပေါ့နော်ဒါကဘိုးတုဒအနေနဲ့ထည့်ပေးထားတာဖြစ်ပါတယ်အဲ့တော့စောစောက schedule လေးကိုပဲဒီ starter ကိုပဲတွက်မှာဖြစ်တော့ကြောင့် starter ရဲ့ schedule ကိုသေးစိတ်ဆွဲကြည့်လိုက်တယ်ဆွဲကြည့်လိုက်တဲ့အခါကျတော့ဘာရှိမလဲဆိုတော့ joint မှာ4လက်မှာနဲ့ span မှာ6လက်မှာနဲ့နော်အဲ့ဒီဘက်မှာအတော်များများအတူတူပဲဒါလေးကတော့တခြားဒီ structure designer တွေပေါ့နော်သူကတော့ဒီမှာဘာရေးလဲဆို joint လို့ရေးတယ် span လို့ရေးတယ်တခြား structure designer တွေကျ 2H နဲ့ outer 2H လို့ရေးတာတွေလည်းရှိတတ်တယ်ဆိုတာလေးသိစေချင်လို့ဒီဟာလေးကိုထုတ်ပြထားတာဖြစ်တယ်အဲ့တော့နောက်ထပ်တစ်ခုပေါ့နော်ဒီ starter ဒီတိုင်းတွေတွက်တော့မယ်ဆိုရင်နောက်တစ်ခုသိထားတဲ့နာက concrete cover အဲ့တော့ concrete cover ဒီ beam နဲ့ column တွေတွက်ဆိုလို့ရှိရင်ဘယ်လောက်ယူရမလဲဆိုတော့ minimum cover 1.5 inch ယူရမယ် okay ဒါတွေလိုအပ်တဲ့လိုအပ်ချက်ကလေးသိပြီးသွားပြီဆိုတဲ့ခါကျစပြီးတော့တွက်မယ်ပေါ့တွက်တဲ့ခါကျတော့စောစောက 2D10 ကိုဘယ်လိုပုံစံနဲ့ချိန်မှာလဲဆိုတော့သူက main bar ကသူကဟို top မှာလဲ4ချောင်း bottom မှာလဲ4ချောင်း8ချောင်းရှိတာ哦အဲ့တော့အဲ့8ချောင်းကိုဒီ starter နဲ့ဘယ်လိုကုတ်မှာလဲဆိုဒီပုံစံလေးနဲ့ကုတ်မှာကွင်း2ကွင်းနဲ့ဒါကြောင့်မလို့2လို့သူကပြောတာအဲ့ဒါဒီမှာအနီအောင်ကွင်းလေးတစ်ကွင်းရှိမယ်အဲ့တစ်ကွင်းကလည်းဒီမှာတောင်းမှာ၄လုံးကိုကုတ်ပြီးတော့ခြိထားမယ်အဖြူရောင်ကွင်းကလည်းအဲ့လိုပဲတောင်းမှာ၄လုံးကုတ်ပြီးတော့ခြိထားမယ်သူကအမှန်တကယ်ကြည့်ရင်တော့ဗာလဲကွင်းက2ကွင်းနော်အဲ့ကွင်း2ကွင်းကိုခြိမှာအဲ့ပုံစံနဲ့သွားမှာဖြစ်တယ်သွားမှဖြစ်တယ်ဆိုတော့ခါကျအရင်ဆုံးဒီသူ့ရဲ့ cutting line မတွက်ခင်မှာအရေအတွက်တွေအရင်တွက်ရအောင်အဲ့တော့ B1040 အတွက်အရေအတွက်နည်းလေးကိုတော့ရှင်းပြရမယ်ဆိုလို့ရှိရင်သူက4ပေရှိမှာပေါ့4ပေလိုပဲယူလိုက်တော့တယ်အစွန်ကနေဟိုဘက်ထိနော်4ပေဘင်းရဲ့တကယ်တော့ဘင်းရဲ့ width တွေဒီမှာနှုတ်အောင်မနှုတ်တော့ဘူးသူ4ပေလိုပဲယူပြီးတော့ဘာလို့လိုက်မလဲဆိုတော့အဲ့4ပေလိုပဲယူမယ်နောက်တစ်ခါဘာလဲဆို spacing ကိုလည်း4လက်မနဲ့ပဲခြီတယ်လို့ယူဆပြီးတော့အတိုင်းတွက်လိုက်တယ်အဲ့တော့2ကွင်းခြီမှာမို့လို့2နဲ့မြောက်တယ်
တနေရာမှာနှစ်ကွင်းရှိမှာမို့နှစ်နဲ့မြောက်တယ်ပြီးတော့အဲ့ကွင်းဆိုင်ကလည်းညီမှာပဲလေဘာကြောင့်လဲဆိုတော့၄ခုချီထည့်တာဆိုတော့ကျတော့သူ့ရဲ့ကွင်းဆိုင်ကနှစ်ကွင်းလုံးကထပ်တူညီနိုင်တယ်ဒီ four lash တွေကများသောအားဖြင့်အဲ့နှစ်ကွင်းရဲ့ site ကအတူတူပဲဒါကြောင့်မို့လို့နှစ်နဲ့တစ်ခါတည်းတက်မြောက်လိုက်တယ်ပြီးလို့ရှိရင်ဒီမှာ၄ပေကိုဘာလုပ်လိုက်စနစ်နဲ့လမ်းမဖွဲပြီးရင်၄နဲ့စားပြီးတော့ space span ကို spacing နဲ့စားတာဆိုတော့တစ်ပေါင်းပေးလိုက်တယ်အဲ့တော့26ခွင်းထွက်တယ်ပေါ့နော်ဒါက1040အတွက်နောက်ထပ်တစ်ခုကကျတော့1260အတွက်1260ကကျတော့နှစ်ခန်းရှိတယ်အဲ့နှစ်ခန်းရှိတဲ့ခါကျတော့သူ့တို့ကဒီအရင်ဆုံးဒီ၄လမ်းမအတွက်ဒီ6လမ်းမအတွက်ဒီမခွဲသေးပဲနဲ့ total line အရင်တွက်ချလိုက်မယ် total line အရင်တွက်ချလိုက်မယ်ဆိုဒီဘက်မှာဘယ်လောက်ရှိလဲဆိုတော့15ပေနဲ့8ဒီဘက်မှာ9ပေဒါပေမဲ့ဒီ9ပေကတော့ဒီမှာလေ column ရဲ့အန်ကနေအန်ကိုယူထားတာဒါပေမဲ့ဒီဘက်က15ပေရှင်းကကျတော့ column ရဲ့ဟိုဘက်အစွန်နဲ့ဒီဘက် center ဖြစ်နေတော့ဒီဘက်ကနေကတစ်လုံးဒီဘက်မှာတစ်ဝက်တစ်လုံးခွဲပေါ့နော်အဲ့တော့ column ရဲ့ side တွေကို14လက်မပတ်လည်လို့ယူဆလိုက်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့တစ်လုံးခွဲစာဆိုတော့14လက်မရဲ့9လက်မရဲ့ဆိုတော့တပေနဲ့6လက်မနှုတ်လိုက်တာပေါ့နော်အဲ့နှုတ်လိုက်တော့15ပေရှိရဲ့9ပေရဲ့ပေါင်းနဲ့တပေကိုနှုတ်တယ်22ပေနဲ့17လက်မရဒါက total လန့်လုံးဝဒီ16ကြီးချီရမယ် total လန့်ဒါပေမဲ့သူ့မှာပါရှိလဲဆိုတော့စောစောကပြောသလိုဒီ joint လို့ခေါ်တဲ့ 2h တွင်မှာက4လက်မနဲ့ဒါကြောင့်မို့4လက်မနဲ့ချီမယ် spacing ကိုတွက်မယ်ဆိုတော့ 2h ကဒီမှာ b ရဲ့ bin ရဲ့ side က16ဆိုတော့ h က16ဆိုတော့ 2h ဆိုတော့2 into တပေ4အဲ့2 8လေးတော့ရပါမယ်နော်အဲ့တော့အဲ့မှာတပိတ်လေးဒီ 2h ကဘယ်နှခုရှိမလဲဆိုတော့ဒီဘက် span တစ်ခုအတွက်ဆိုလဲဒီဘက်ချမ်းအတွက် 2h ဒီဘက်ချမ်းအတွက် 2h အဲ့တော့ 2h က2ခုရှိမှာမို့တစ်ခေါက်2နဲ့ထပ်မြောက်တယ်တခါအဲ့လိုမျိုး 2h span 2ခုကဘယ်လောက်ရှိရလဲဆိုတော့ဒီဘက်မှာ2ခုဒီဘက်မှာ2ခုဆိုတော့နောက်ထပ်တစ်ခါ2နဲ့ထပ်မြောက်တယ်ဒါကြောင့်မလို့2ကဘယ်နှကြိမ်ဖြစ်သွားလဲဆိုတော့3ကြိမ်ဖြစ်သွားတယ်ဒါကကျတော့ span 2ခုရှိတာကိုပြောတာဒီ2ကကျတော့ span တစ်ခုမှာ2h နှစ်နေရာရှိတာကိုပြောတာဒီ2လေးကတော့ 2h ကိုဆိုလိုချင်တာအဲ့ဒါနဲ့အဲ့တစ်ခုအဲ့ခါကိုရှင်းလိုက်တဲ့အခါမှာ7ပေနဲ့8လက်မရမယ်အဲ့ဆိုဒါက4လက်မ spacing နဲ့ချီမှာကိုရတာအဲ့တော့တို့ကဘာကြံအောင်မလဲဆိုတော့6လက်မ spacing နဲ့ဟာကြံအောင်မှာဆိုတော့တွက်လိုက်တဲ့အခါမှာ22ပေ17လက်မတွေကနေ7ပေနဲ့8လက်မကိုနှုတ်တော့12ပေနဲ့3လက်မကျန်မယ်ဒါက6လက်မနဲ့ချီမှာโอเคအဲ့တော့ဒီချီမဲ့ length တွေရသွားပြီဆိုတဲ့အခါကျတော့မှ number စတွက်ပြီnumber စတွက်တော့ဘာလို့မလဲ2ကွင်းမို့လို့ဘာနဲ့မြောက်မလဲ2နဲ့မြောက်တယ်ဒီမှာဘာရှိလဲဆိုတော့စောစောကပြောတဲ့4လက်မကြားနဲ့ချီမဲ့7ပေ8ကိုလည်းလက်မဖွဲ4နဲ့စားတယ်6လက်မကြားနဲ့ချီမဲ့12ပေ3ကိုလည်းလက်မဖွဲပြီးတော့6နဲ့စားတယ်ပြီးတော့ဒီကတော့ span တစ်ခုမှာတကွင်းပို့ဦးမှာဖြစ်တဲ့ကြောင့်မလို့တစ်နှစ်ခါပေါင်းပေးလိုက်တယ်ဒီဘက် span အတွက်တစ်တစ်ခါပေါင်းတယ်ဒီဘက် span အတွက်တစ်တစ်ခါပေါင်းတယ်အဲ့လိုပေါင်းပြီးတော့မှရှင်းထုတ်လိုက်တဲ့အခါမှာ100နဲ့မှ18ကွင်းရတယ်ဒါက12 16အဲ့ဒါနောက်တစ်ခုက12 18စနစ်ဆက်ရှိလဲစောစောကလိုပဲပေါင်းမယ်သူက19ဒီဘက်က19ပဲဒါပေမဲ့19ပေါင်းမယ်သူကကြတော့ဒီဘက်မှာလဲကော်လန်တစ်လုံးခွဲစာဒီဘက်မှာလဲကော်လန်တစ်လုံးခွဲစာဆိုတော့ကော်လန်တစ်လုံးခွဲစာနှစ်ခါနှုတ်ရမှာမို့လို့နှစ်နဲ့တပိတ်ကိုနဲ့မြောက်ပြီးတော့နှုတ်လိုက်တယ်34ပြီး6ရတယ်စောစောကလိုပဲ4လက်ပေါ့နော်4 inch ပေါ့နော်4လက်မ spacing အတွက်တက်တွက်တယ်6လက်မ spacing အတွက်တက်တွက်တယ်အဲ့တော့4လက်မ spacing ကိုစောစောကပြောသလိုပဲဗာလဲ28ဆိုတော့h ကတပေနဲ့6 18လက်မဆိုတော့အဲ 2h က2 into တပေ6ဒီ2ကတော့ဘာလဲဆိုတော့ span တစ်ခုမှာ 2h နှစ်နေရာရှိမှာဆိုလို့ခြင်းနဲ့ဒီဟာကတော့ span နှစ်ခုရှိတာကိုဆိုလို့ခြင်းနဲ့တွက်လိုက်တဲ့အခါမှာ12ပေရတယ်စောစောကလိုပဲနှုတ်လိုက်တော့6လက်မကတော့22ပေနဲ့6ရမယ်အဲ့ဒါနဲ့သူ့ရဲ့ number ကိုတွက်လိုက်တော့100နဲ့မှ66ကွင်ရမယ်ပေါ့နော်ဒါကတွဲ80အတွက်အဲ့ဒါနောက်တစ်ခုပဲကျန်တော့မယ်ဘာကျန်မလဲဆိုတော့10တွဲ10တွဲလည်းတူတူပဲသူ့ကိုလည်း 2h နဲ့လုံးမယ်ဆိုရင် 2h ကသူကတော့နှစ်ခုပဲလေဟိုဘက်ထိပ် 2h ဒီဘက်ထိပ် 2h ဆိုတော့သူကတပေပဲရှိမှာ h ကအဲ့တော့4ပေရမယ်6လက်မနဲ့ကနှုတ်လိုက်တဲ့ခါကျတော့တပေနဲ့10လက်မရမယ်အဲ့တော့ number of starter ကိုတွက်လိုက်တဲ့အချိန်မှာသူကတော့တကွင်းနဲ့ချီမှာသူကကျတော့နှစ်ကွင်းမဟုတ်ဘူးเนาะတကွင်းနဲ့ချီမှာဆိုတော့သူက18ကွင်းပဲရမယ်ဒါကြောင့်ဒါတဲ့ number တွေတွက်ပြီးသွားပြီပေါ့เนาะအဲ့ဒါဆို number တွက်တာအလုံးနားလည်မယ်လို့ထင်ပါတယ်အခုဆက်ပြီးတော့ cutting length ဆက်တွက်ပါမယ်cutting length တွက်မယ်ဆိုတဲ့ခါကျတော့ exactly ပေါ့တကယ်အတိအကျတွက်တဲ့နည်းလေးရယ်တကယ် site ထဲမှာပေါ့နော် site ထဲမှာယူတဲ့ဟာလေးရယ်ဆိုရင်နှစ်ခုမျှချင်တယ်ပေါ့နော်အခုဒီမှာဆိုရင် 2080 လေးကို sample ယူပြီးတော့ cutting length တွက်ပြပါမယ်အဲ့တော့ပြဆိုရင် B က12 H က18ပေါ့18ရှိမှဆိုဒီ A လေးကိုတွက်ချင်တာပေါ့နော် A လေးကိုတွက်ချင်တယ်ဆိုရင်အရင်ဆုံးသူကဘာရှိမလဲဆိုတော့ဒီဘာလေးခုပေါ့နော်ဒီ main bar လေးခုကိုထားမှာဒီသူကဘယ်လောက်နဲ့ထားမှာလဲဆိုဒီ B တွေကနေဒီဘက်ကကာဘာနှစ်ဖက်ကိုနှုတ်မယ်ကာဘာနှစ်ဖက်နှုတ်မယ်ဒီဘက်မှာ 1.5 ဒီဘက်မှာ 1.5 နှုတ်မယ်ပြီးရင်သူကဘာလဲဆိုအဲ့ဒီကြံတဲ့ spacing ကိုသူက3ပုံလိုက်မှာဒါကြောင့်မို့လို့ B - 2 into ကာဘာ
by 3လို့ဆိုလို့ကျင်တာအဲ့တော့အဲ့ဒါကိုမြောက်ပြီးတော့သူကဒီမှာ span နှစ်ခုရှိမှာလေအဲ့လိုမျိုးဟာလေးနှစ်ခုရှိမှာဆိုတော့2နဲ့မြောက်တယ်မြောက်ပြီးတော့မြောက်လိုက်လို့ရှင်ဒီ length လေးရပြီအဲ့တော့အတိအကျတွက်မှာဖြစ်တော့ကြောင့်မို့ဒီ length သာတွက်မယ်ဆိုရင်ဒီဘက်မှာဘားတိုင်းရမီတာဘာကျအောင်မလဲဆိုတော့ဒီ half ပေါ့နော်တဝက်ကဒီဘက်မှာတဝက်ဒီဘက်မှာတဝက်ဆိုတော့ကြောင့်မို့လို့2 into half of ဘားတိုင်းရမီတာလဲမြောက်ပါပြီဒါအတိအကျတွက်တာနော်ပြီးဒီဘက်မှာ started ရဲ့ဘားတိုင်းရမီတာကျန်သေးတယ်အဲ့ဒါဆိုရင်သူနောက်တစ်ခါထပ်ပြီးတော့2 into started bar diameter ဆိုပြီးတော့ပေါ့အဲ့ဆိုရင်သူ့ရဲ့ဒီထိပ်ဒီဘက်အစွန် line လေးရသွားမှာ A ရဲ့ဟိုဘက်ထိပ်ဒီဘက်ထိပ်အစွန်လေးရသွားမှာအဲ့ဒါပြီးရဲ့ခါကျတော့မှအဲ့ဒါကိုကဏ္ဍနေစားသွင်းမယ်ကာဘာက 1.5 half of bar diameter ဆိုတော့ bar diameter ရဲ့တဝက်ဆိုတော့3/4 inch နဲ့ 1.2 နဲ့ဘာလို့ဆိုတော့သူ့ဘားကဟို3/4လို့ပေးထားတာလေပြီးတော့ရှင် started bar diameter 3/8ဆိုတော့အဲ့မှာတွက်လိုက်တဲ့ခါကျတော့ A ကဘယ်လောက်ထွက်လဲဆိုတော့9လက်မကွဲထွက်တယ်ဒါကအတိအကျတွက်တာဒါအတိအကျတွက်တာပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့တကယ်လက်တွေ့မှာတွက်တဲ့ပုံစံသွားမယ်ဆိုရင် तू ကဘာပဲယူလဲဆိုတော့စောစောကဘားတဝက်တွေဘာတွေမပေါင်းတော့ဘာလေးပဲယူလိုက်လဲဆိုတော့ဒီ spacing နှစ်ခုစာပဲယူလိုက်တာခုနပြောသလိုဘာလဲဆိုတော့ B တွေကနေကာဘာနှစ်ဖက်နှုတ်ပြီးတော့3နဲ့စာသူ့ကို2နဲ့မြောက်တာပဲယူတယ်ပြီးလို့ရှိရင်အဲ့မှာတွက်လိုက်တဲ့ခါကျဘယ်လောက်ရလဲဆိုတော့6လက်မှရတယ်အဲ့တော့စောစောက9လက်မှကွယ်1လက်မကွဲလောက်တော့ကွာတယ်ဒါပေမဲ့တော်တော်များများဒီ site ကိုသွားကြတာများတယ်နောက်တစ်ခု B လေးတွက်ရအောင်ဒီ height ကိုတွက်မယ် height ကတော့ဘယ်လိုဖြစ်မလဲဆိုတော့ तू ကတော့ H ကနေကာဘာနှစ်ဖက်နှုတ်လိုက်မှာ exactly နှုတ်မယ်ဆိုလို့ရှိရင်တော့အဲ့လောက်မကောက်ဘူးပေါ့နော်ခုနကပြောသလိုပါဖြစ်မလဲ2 into half bar diameter လဲပါအောင်မယ်ပြီးရင် started bar diameter နှစ်ခုလဲပါအောင်မယ်ဒါကလမ်းအတိအကျတွက်တာအတိအကျတွက်တဲ့ခါကျ B ကဘယ်လောက်ရလဲဆိုတော့အစားလေးဒီမှာတွင်းလိုက်တဲ့ခါကျတော့ B ဒီ16လက်မကွဲထွက်တယ်ဒါကအတိအကျတကယ်ဘားတိုင်းရမီတာတွေရော length တွေကိုအတိအကျတွက်တာတွေယူတာဒါပေမဲ့ practice ကိုပြန်သွားမယ်ဆိုရင်စောစောကလိုပဲ practice ပြန်သွားမယ်ဆိုရင်စောစောကဒီ bar diameter ကိုလည်းထည့်မတွက်တော့ဘူး started bar diameter လည်းထည့်မတွက်တော့ဘဲနဲ့ကာပါပဲနှုတ်လိုက်တယ်နှုတ်လိုက်တော့ B ကဘယ်လောက်ထွက်မလဲဆိုတော့15လက်မှထွက်မယ်အဲကြောင့်မလို့ဒီတော်တော်များများအောင်မဆိုရင်7ပတ်လဲဆိုရင်ဟိုဘက်တစ်လက်မကွဲဒီဘက်တစ်လက်မကွဲ3လက်မှနှုတ်လိုက်တယ်9ပတ်လဲထွက်တယ်ဒီအထဲကဒီတန်ချောင်းဒီဟိုပါပေါ့နော် starter ရဲ့ site ကအဲ့တော့အခုဒီမှာအတိအကျအပြရောင်လေးနဲ့ပြတာတွေဟာဒီဘက်ကဟာကအတိအကျအဲ့ဒါဆိုရင်အတိအကျပြန်သွားမယ်ဆိုလို့ရှိရင်6လက်မရဲ့15လက်မရဲ့ဖြစ်မှာပေါ့နော်အဲ့တော့ဒါကတော့ဗာလဲဆိုတော့ဒီသူ့ရဲ့ cutting lash ကိုတွက်တဲ့နီးလေးကိုအတိအကျတွက်တဲ့နီးရဲ့ in practice ပေါ့တကယ် site ထဲမှာယူတဲ့နီးရဲ့ကိုနှစ်နီးကို share ပြထားတာဖြစ်ပါတယ်အခုကတော့ in practice တွေပဲယူမယ်ပေါ့နော်အဲ့ဒါပြီးရင်တော့ဒီ hook ကလေးတွက်မယ်ခုန extension lash လေးသူ extension lash မှာတော့သူပြောထားပြီးသားဒါပေမဲ့ဘာဖြစ်မလဲအခုဒီမှာတွက်ပြချင်တာဘာလဲဆိုတော့ဒီ hook ရဲ့ length လေးတွက်ချင်တယ်ဆိုရင် 6dB ပါမယ်ပြီးဒါလေးကတော့ diameter of ဘာလေးကဒါ 2dB ပေါ့ဆိုလိုချင်တာဘာလို့လဲဆိုတော့ 4dB ရှိရလို့ပြောထားတာသူအရင်ရှေ့ပိုင်းတုန်းကလေ hook length တွေအကြောင်းပြောပြခဲ့တုန်းကပြောခဲ့ဘူးတယ်သူကဒီ minimum diameter of band D လေးက 4dB ဆိုတော့ဒါလည်းတဝက်မို့လို့ 2dB ယူလိုက်တယ်ဒီမှာဘာတစ်လုံးစာမို့လို့ diameter ဘာတစ်လုံးစာပေါ့အဲ့တော့ဒါဆိုရင်အကုန်ပေါင်းချလိုက်ရင် 9dB ဒါ nearly တွက်တာလုံးဝအတိအကျကြီးတော့မဟုတ်ဘူး nearly ဒီ 9dB ရှိမယ်အဲ့ဒါကိုဆက်တွက်မယ်ဟေးဆိုလို့ရှိရင်သူကဘာဖြစ်မလဲဆိုတော့ 6dB ကို 6dB တိုင်းနဲ့ထားမယ် 3D ဘာကြောင့်လဲဆိုတော့ 6dB ကအနည်းဆုံး3လက်မှရှိရမှာဟုတ်အဲ့တော့တွက်လိုက်တော့ဒီမှာ 6dB က2လက်မှခွဲပဲရတယ်အဲ့တော့အဲ့နေရာကို3လက်မှယူလိုက်တယ်ဒီဘက်က9/8ကို1လက်မှလိုပဲယူစားလိုက်တော့သူက4လက်မှပေါ့နော်အဲ့ဆိုကွေးအပီဒီနေရာကနေအစအကွေးရော extension ရောပါပြီး4လက်မှယူမှာပေါ့နော်အဲကြောင့်မလို့ဒီ Barbani schedule ထုတ်လိုက်မယ်ဆိုလို့ရှိရင်စောစောကဒီ14တွက်ထုတ်မယ်ဆိုလို့ရှိရင်5လက်မှနဲ့17လက်မှထွက်မယ်ဒီခုကလေးကတော့4လက်မှ16တွက်ဆိုရင်63ထွက်မယ်ဒါကဘာဖြစ်မလဲဆိုတော့4လက်မှပဲပေါ့နော်ဒီအစွန်လေးက18တွက်ဆိုရင်65 10 12တွက်ဆိုရင်9ပေါ့အဲ့တော့အဲ့မှာဘာဖြစ်လဲဆိုတော့ဒါလေးတွေကနှစ်ကွင်းနဲ့အလေဒီအရေတွက်ထားတာတွေထည့်လိုက်တယ်ဒီမှာဆိုရှေ့မှာတော့အရေတွက်တွေထည့်ခဲ့ပြီးသားဒါက cutting length ကိုစောစောကပြောတဲ့နီးလေးနဲ့တွက်လိုက်မယ်ဆိုရင်ထွက်ခဲ့မယ်ဒါသူ့ရဲ့ဒီ cutting length တွေပေါ့အကုန်ပေါင်းလိုက်တဲ့အချိန်မှာသူ့ရဲ့ length တွေထွက်လာမယ် unit weight တွေနဲ့ဒီမှာမြှောက်လိုက်တယ်ပေါ့နော် number of bar ရဲ့ length of bar ရဲ့ unit weight ရဲ့မြှောက်လိုက်တော့ total weight ထွက်လာမယ်ပေါ့နော်အဲ့ရနေပြီးတော့မှဒါဆိုရင် starter ရဲ့ Barbani schedule ပြီးသွားမယ်အဲ့ဆိုရှေ့ပိုင်းတုန်းကဒီဥမာဆိုရင် top bar တွေ bottom bar တွေ torsion တွေ extra တွေစသဖြင့်အဲ့ဒါရဲ့အောက်မှာဒီကောင်လေးထပ်ထည့်လိုက်မယ်ဆိုရင်အဲ့ဒီ grid line A တစ်လိုင်းလုံးစာသည် Barbani schedule လုံးဝပြီးသွားပြီဖြစ်ပါတယ်အဲ့တော့အခုဝေမျှပေးသွားတဲ့ဟာလေးကဆိုလို့ရှိရင်နည်းနည်းလေးတော့အချိန်ကြာတယ်လို့တော့ရှိသွားမယ်ဒါပေမဲ့လည်းသင်ခန်းစာဆိုတော့အနည်းငယ်လေးတော့သိခံပြီးတော့ကြည့်ပေးရမှာဖြစ်ပါတယ်အားလုံးပဲ